စာမျက်နှာများပြန်လှန်ကြည့်လို့တွေ့ပြီရန်ဝဲမိကိုဝဲဒီကိုလေးစိတ်ဝင်ကွယ်မျိုးသားပြန်လဲတင်တဲ့ရေကလည်းရှိဖို့ရှိကြည့်တယ်နံပါတ်1မတာနာထားမမြစ်တရားစစ်ပန်းနဲ့ပြည့်ခရက်ဆဲကစင်တာနှစ်ဖက်စလုံးနဲ့နေလာသမျှကစိတ်ရဲ့နေတာရပြည်တော်စုဝိုင်းကိုချင်းချင်းကြပါအမောင်းနဲ့တန်တရားဟာမဆုံးတော့တန်တရားနောက်ဆက်မပြန်ပါနဲ့ငါတို့အားလုံးဟာမြမမိသားစုစိတ်ဓာတ်နဲ့တူလူတွေနဲ့ဝေရထားပကတိအမတ်တရားမျိုးသားရေးဆန္ဒများတို့ရှိအမျိုးသားပြန်လက်တင်ရဲ့ချင်းငါတို့ရှိဒီမကွေစီနဲ့လူခွေရှိငါတို့ရှိအမျိုးသားပြန်လက်တင်ရဲ့ချင်းငါတို့ရှိဒီမကွေစီနဲ့လူခွေရှိငါတို့ရှိနှစ်ပေါင်း60ကျော်လောက်အချင်းချင်းပြရဖြစ်တော်လောက်ပါပြီလက်တွဲပြီးတိဆောက်ကြမယ်နိုင်ငံသစ်အကောင့်တွေဥစားပေးပြီးစဉ်းစားဆိုးများမတွေ့ညီကိုတွေဝိုင်းပြီးချိုးစားပေးကြမြန်မာမျိုးသားရေးလမ်းတွေဖွင့်ပေးလျက်မျိုးဆက်တစ်တွေအမြင့်ပြည့်တဲ့လူသားတွေအလုံးပိုင်ဆိုင်တဲ့ခွေရေးအတွက်ပါဇက်တွေပိတ်ထားလိုက်မှဒုက္ခပူများတကြောင်လူငယ်ပြည်ပြည်ရဲရင်ဆိုထားပြီးတော့ငါတို့လှုပ်ကြဆိုလားငါကဒီနိုင်ငံမှာနေတာမင်းလည်းဒီနိုင်ငံသားမြန်မာလူမျိုးကကဘာပေါ်မှာဖြိုင်ဆန်ရှာငါတို့ရဲ့မျိုးနွယ်စုတွေအားလုံးအတွက်စူးစားတင်းကြောင်တွေစူးစီးထားရင်လွယ်လွယ်နဲ့တော့ချိုးမရနောက်နိုင်ငံပေါင်းစုံရဲ့အထင်များပါသေးဒါကြောင့်အမျိုးတွေအားလုံးပေါင်းမြန်မာအင်အားပြရေးဒီမိုကရေစီအတွက်ခေတ်လူငယ်များစူးစားတွေ့ကြံစပကတိအမှန်တရားမျိုးသားရေးစန္ဒများတို့ရှိအမျိုးသားပြန်လက်တင်ရဲ့ချင်းငါတို့ရှိဒီမိုကရေစီနဲ့လူခွေရှိငါတို့ရှိအမျိုးသားပြန်လက်တင်ရဲ့ချင်းငါတို့ရှိဒီမိုကရေစီနဲ့လူခွေရှိငါတို့ရှိအတိတ်ကမှများအလုံးတင်ငန်းစာယူမင်းကမြန်မာနိုင်ငံတဲကမိသားစုဝင်လူအတိတ်ကမှများတင်ငန်းစာယူပြည်တော်စုမြန်မာနိုင်ငံတဲကမိသားစုဝင်လူအတိတ်ကမှများအလုံးတင်ငန်းစာယူမင်းကမြန်မာနိုင်ငံတဲကမိသားစုဝင်လူအတိတ်ကမှများတင်ငန်းစာယူပြည်တော်စုမြန်မာနိုင်ငံတဲကမိသားစုဝင်လူဒီကိုချင်းတို့ fight ကြတယ်အားလုံးဒီမိုကရေစီလိုက်ကြမယ်ဒီကိုချင်းတို့ fight ကြတယ်အားလုံးဒီမိုကရေစီလိုက်ကြမယ် MYANMAR မြန်မာနိုင်ငံကြီးတဲ့ကတန်နေကြ MYANMAR မြန်မာအနာဂတ်မနှက်ဖြန်နေမှာသာဝန်တွေအားလုံးခွဲဝေယူလိုက်ကြပါစို့ဒီလူတွေအားလုံးတဲ့ညီညာရှိစေဖို့လူငယ်တွေအားလုံးရှေ့တော့ကန်နာရောက်စေဖို့သာဝန်တွေအားလုံးခွဲဝေယူလိုက်ကြပါစို့သာဝန်တွေအားလုံးခွဲဝေယူလိုက်ကြပါစို့တို့ရှိဒီလူတွေအားလုံးတဲ့ညီညာရှိစေဖို့တို့ရှိလူငယ်တွေအားလုံးရှေ့တော့ကန်နာရောက်စေဖို့တို့ရှိသာဝန်တွေအားလုံးခွဲဝေယူလိုက်ကြပါစို့တို့ရှိ